မြို့ပြရဲ့ concrete door of ဒီကြားထဲမှာစိမ့်ဆိုနေနဲ့တောင်ကုန်းကြီးတစ်ခုရှိနေမယ်ဆိုရင်တင်ယုံမလားအခုတင်တော့မြင်တွေ့နေရတဲ့ပုံရိပ်ကတောတောင်တစ်ခုမဟုတ်ဘဲဂျပန်နိုင်ငံဖူကူအိုကာမြို့ရဲ့အလဲအပဟိုမှာရှိတဲ့ ACROS ဖူကူအိုကာဆိုတဲ့အဆောက်အအုံပဲဖြစ်ပါတယ်အပြင်ပန်းကြည့်ရင်တောင်ကုန်းတစ်ခုလိုထင်ဟပေမဲ့သူ့ရဲ့အတွင်းထဲမှာတော့ခိမီရုံးခန်းနေနဲ့ပြပွဲခန်းမှာပြီးနေညတာပါဒီနေ့မှာတော့တဘာဝတရားနဲ့လူသားတွေရဲ့ဤပညာကိုဘယ်လိုမျိုးအမကန်ပေါင်းဆက်ထားတယ်လဲဆိုတာ Daily Point မြန်မာကနေတင်ဆက်ပေးသွားမှာပါ Daily Point မြန်မာကနေကြိုးဆိုပါရစေကျွန်တော်တို့နဲ့အတူကဘာကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အစမ်းကျယ်ဆုံးလူ့ဘက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီအဆောက်အုံကအခြားအဆောက်အုံတွေနဲ့ဘာကွာခြားတဲ့ဆိုရင်သူ့ရဲ့ထူးခြားတဲ့လှေကားထစ်စိုက်ခင်းများကြောင်ပါပဲအဆောက်အုံရဲ့တစ်ဖက်ချမ်းမှာလှေကားထစ်ပုံစံဥယျာဉ်ကြီးတစ်ခုရှိပြီးအဲ့ဒီမှာအပင်မျိုးစုံပေါင်း9000ကျော်90,000ကျော်ကိုစိုက်ပျိုးထားပါတယ်။ဒါကိုမြို့ပြရဲ့အsứcလို့လည်းခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့ဒီအပင်တွေဟာမြို့ပြရဲ့အပူချိန်ကိုထိရောက်ရောက်ရှော့ချပေးနေတယ်လို့မြို့ပြထဲမှာပျောက်ကွယ်နေလေငှက်တွေနဲ့အင်းဆက်တွေအကွက်ပါလုံခြုံတဲ့နားခိုတာနေရာတစ်ခုဖြစ်နေလို့ပါပဲ။ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီဥယျာဉ်ဟာအများပြည်သူအတွက်ဖွင့်လှစ်ထားတာပါ။တင်ဟာအဆောက်အုံရဲ့ဘေးကလေကားထစ်တွေအတိုင်းအပင်တွေကိုကြည့်ရင်အပေါ်ဆုံးထက်အထိလမ်းလျှောက်တက်သွားလို့ရပါတယ်။အပေါ်ဆုံးကိုရောက်တဲ့အခါမှာတော့ဖူကူအိုကာမြို့တစ်ခုလုံးရဲ့လှပတဲ့မြင်ကွင်းကိုတဝကြီးခဏစားနိုင်မှာဖြစ်ပါတယ်။ဒီအမကန်ဘီတုခလက်ရာကိုအမေရိကန်ဘီတုခပညာရှင်အမီလီယိုအမ်ဘတ်စ်ကရေးဆွဲခဲ့တာဖြစ်ပါတယ်။သူဟာတဘာဝပတ်ဝန်းကျင်တွေကိုအဆောက်အုံကိုထည့်သွင်းခြင်းဆိုတဲ့အတွေးခေါ်ကိုအကောင့်ထဲပေါ်ခဲ့တာပါ။တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲခေတ်မီအဆောက်အုံတစ်ခုနဲ့ဘယ်လိုဟန်ချက်ညီပေါင်းစပ်ရမလဲဆိုတာကိုဒီ ACROS ဖူကူအိုကာကကဘာကြီးကိုတက်တည်ပြခဲ့ပါတယ်။ ACROS ဖူကူအိုကာဟာရုံးခန်းတွေပြပွဲခန်းမာတွေတင်မဟုတ်ပဲလူသားနဲ့တဘာဝတရားဘလို့ပြန်လည်ဆက်သွယ်လို့ရတယ်လဲဆိုတာကိုပြသနေတဲ့ပြယုံတစ်ခုပါပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရောဒီလိုစိမ့်ဆိုတဲ့အဆောက်အုံတွေအများကြီးရှိလာရင်ဘလောက်ကောင်းမလဲလို့တင်ရောမတွေးမိဘူးလားအခုလိုမျိုးကမ္ဘာတဝက်မှာထူးခြားတဲ့ဘီတုခလက်ရာတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ခလားပိုမိုဆုံးလင်းတဲ့ဗဟုသုတဗီဒီယိုတွေကိုကြည့်ရှုဖို့ YouTube channel ကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye